ငှက်တွေကယောက်ျားတွေထက်မိန်းမတွေကိုပိုကြောက်တယ်ဆိုတာကိုသိပ္ပံနည်းကျတွေ့ရှိခဲ့ပါတယ်ယောက်ျားတွေကငှက်စီသွားရင်ငှက်ထပြန်တဲ့အကွာအဝေးထက်တဲ့မိန်းမတွေကငှက်စီသွားရင်ငှက်ထပြန်တဲ့အကွာအဝေးကားတဲ့ပို့ပြီးတော့ဝေးပါတယ်အဲ့အကွာအဝေးက3ပေလောက်ရှိတယ်ဗျတနည်းအားဖြင့်ပြောရမယ်ဆိုလို့ရှိရင်ငှက်တွေကယောက်ျားတွေကိုမိန်းမတွေထက်3ပေလောက်ပို့ပြီးတော့အကက်ခံပါတယ်ဗောနော်ဒီစမ်းသပ်မှုကိုဥရောပမြို့ကြီး9မြို့ရဲ့မြို့သွင်းငှက်တွေမှာစမ်းသပ်ခဲ့ပြီးတော့ငှက်အမျိုးပေါင်း38မြို့မှာတူညီတဲ့ရလဒ်ကိုတွေ့ရှိခဲ့ပါတယ်ဒီတွေ့ရှိမှုကိုအဓိကနာမည်ကြီးသွားစေတဲ့အချက်ကတော့သိပ္ပံပညာရှင်တွေကဘာလို့အဲ့လိုမျိုးထပြန်လဲဆိုတော့သူတို့မသိသေးပါဘူးမသိပါဘူးဗောနော်အဲ့ဒီအချိန်လူတွေကကိုယ့်ရဲ့ထင်မြင်ချက်တွေပြီးတဲ့အချိန်မှာလုံးဝကိုရည်စရာကောင်းတယ်ဗျလုံးဝပေါက်ကြရပြီပဲကျွန်တော်နိုင်ငံကလည်းဘာလို့အဲ့လိုမျိုးပြန်လာလဲဆိုတဲ့ဟာကိုထင်မြင်ချက်ပေးဖို့အတွက်ကျွန်တော်ကိုမန့်မှာဖိတ်ခေါ်ပါရဗျပြီးတော့ကျွန်တော်သိချင်တာကကြတော့ဒီစမ်းသပ်မှုကကျွန်တော်မြန်မာနိုင်ငံငှက်တွေမှာတကယ်အဲ့လိုဖြစ်လာပေါ့တကယ်လို့စမ်းသပ်ကြည့်ဘူးရဲဆိုလို့ရှိရင်ကိုမန့်မှာဝင်ရောက်ပြောဆိုလို့ရပါတယ်ဗျဟုတ်ကဲ့ပါကျွန်တော်ထူးဆန်းတာလေးတွေဘူးတူရရစာလေးတွေအမြဲတင်ဆက်ပေးနေပါတယ် follow လုပ်ပေးကြပါဦးဗျအားလုံးကျေးဇူးတင်ပါတယ်